ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီမှာ PF view တော့ပေါ့နော်ကျွန်တော်ရဲ့ရွာသားလေးကိုမှရွာသား channel မှာဒီကောင်ကြီးဝင်လာကျွန်တော်မသိခဲ့ဘူးဗျာကျွန်တော်ရဲ့ရွာသားကြီးလည်းဒီကောင်တက်ပလိုက်ပြီတွားကြီးကွာဒီကောင်ကျွန်တော်တက်မယ်ကိုရအောင်ကျိုးသွားပြီโอเคဒီညတော့ကျွန်တော်အိပ်မယ်ရအိပ်တော့မယ်တော်ပြီအိပ်မယ်ကျွန်တော်တို့နောက်နေ့ကျရင်မိုင်းသွားတူးမယ်မနှက်ဖြန်ရောက်ရင်ပေါ့နော်အပြင်နေပါလျှောက်သွားမယ်ပေါ့နော်လျှောက်သွားကြည့်ပါမယ်ကျွန်တော်ဘာတွေရမလို့ပေါ့နော်ထူးဆန်းတာတွေတွေ့မှာပေါ့နော် STP အသစ်တွေပါကြီးတော့အဲ့ဒါမျိုးကြီးပေါ့နော်လျှောက်သွားမယ် let's go ကျွန်တော်တို့ okay ကျွန်တော်တို့ဟိုဘက်ထဲမှာတော့ SCP တွေအများကြီးပဲရှိသေးတယ် okay ကျွန်တော်ရဲ့ inventory ထဲမှာဘာမှမရှိသေးဘူးကျွန်တော်တခြားပစ္စည်းမရှိသေးဘူးပေါ့နော်ဓာတ်တွေပါမရှိသေးဘူးအဲ့တော့ကျွန်တော်ဓာတ်လေးသွားလုံမယ်ကျွန်တော်မိုင်းနွေးနဲ့မှဆို mob တွေပိုင်းနဲ့တွေ့လို့ရှိရင်ကျွန်တော်ဓာတ်နဲ့ပြန်ကျုံးမှရမှာမဟုတ်လို့ရှိရင်ရှော့သွားလိမ့်မယ်။အော် no way ကျွန်တော်ဒီမှာအာယုံမရှိတော့ဘူးဗျာ။အဲ့တော့ကျွန်တော်တို့အာယုံလေးတူးရမယ်ပေါ့နော်မိုင်းနွေးနဲ့မှာ Okay မိုင်းနွေးနဲ့မှာအာယုံမရှိသွားရှာရအောင် let's go Okay ကျွန်တော်ဒီမှာဒီမိုင်းတွင်းရပါတော့ကျွန်တော် PF view တော့သွားမယ်လို့ပြောထားမိုင်းတွင်းပါခုတော့ဘာရှိတုံးဆိုတော့ရှည်ရင်နဲ့အိုးမလီတော်သေးရဲ့ရောက်ပြီရေနဲ့ခုံလိုက်မယ်ရokayဒီနေ့ကျအဆင်ပြေတယ်ဘာမှမဖြစ်ဘူးအားဒီမှာလင်းတို့ဇနီးမောင်နှံလည်းတွေ့ခဲ့ပါတယ်သူတို့အာယုံတွေကတော့ဟိုပေါ်မှာတော့အာယုံရှိတယ်အဲ့အာယုံတူးလိုက်မယ်နော်အဲ့တော့ရအောင်တူးမယ်ကွာပြီးတော့ဒီမှာတက်ရောက်တော့မယ်နောက်တုံးရှိသေးလားမသိဘူးဟောရှိသေးရဲ့ကွာokayရှိသေးတော့ဒီနောက်တုံးကကျွန်တော်ထပ်တူးလိုက်မယ် okay ရပြီဒီတွင်းထဲကိုနည်းနည်းနှက်တဲ့နေရာလေးကိုဆင်းကြည့်အောင်မယ်ပေါ့နော် Okay ကျွန်တော်ဒီမှာဘာကောင်းနေရှိအောင်မလဲဟိုမှာဇွန်ဘီဟာအေးစီဒီကောင်လာပါလေလောင်းတက်လိုက်လို့ရတယ်ကွအေးစီပဲလာပါလေကိုလောင်းတက်မယ်ရာဒီလိုဇွန်ဘီလိုမျိုးအေးစီပဲလीနော် Okay ဒီကောင်ကိုလာပါလေကိုရိုက်တက်မယ်လာပါဒီကောင်လာပါလေစင်းတဲ့ချိန်စောင့်မယ်ပေါ့နော် Okay လာတဲ့ဟာသွားပြီဟိအောင်ကြီး No ကျော်ရီဇွန်ဘီကသွားပြီကွာငါ့ကိုပြန်လောက်သွားတယ်ရှော့ကွာကျွန်တော်ကသူ့ကိုလာပါလေးလောင်းတက်ချင်တာဒါပေမဲ့ကျွန်တော်ကလာပါလေးကြပြီးရှော့သွားတယ်ကောင်းတာပေါ့အဲ့တော့ကျွန်တော်ဒီမိုင်းနွေးနဲ့မသွားတော့ဘူးတခြားနေရာကိုပဲသွားမယ်ဒီမှာပျော်စရာကောင်းတာလေးတစ်ခုလုပ်မယ်ပေါ့နော်ဒါကျွန်တော်အမြဲတမ်းဆော့ပြစ်တယ်ဒါမို့လေးကဟုတ်ယုံကြနေပြီယေးယုံပျော်စရာရမ်းကောင်းတယ်ကျွန်တော်အမြဲတမ်းအဲ့ဒါငယ်ငယ်လေးကလောက်တာပေါ့နော် Minecraft ထဲမှာရောက်လို့ရှိရင်တဲလေးကိုဖြတ်လိုက်လို့ရှိရင်အကုန်ကြလာပေါ့နော်ရမ်းအောင်လုပ်လို့ကောင်းပါလေ Okay ကဲ Okay ကျွန်တော်အဲ့တော့တခြားနေရာရှောက်သွားမှာပေါ့နော်ဒါကတော့ကျွန်တော်ဆက်သွားခြင်းတော့ဒီနေရာကိုရောက်ခဲ့တာဗျာသိလားဟုတ်တယ်ကျွန်တော်ပါ1မှလားပါ2မှလားမသိတော့ဘူးဒီနေရာကိုရောက်ခဲ့တာတီးလို့ရှိရင်တော့ဖြေခဲ့ပြီပါကွန်မန့်မှာဟုတ်ဒါနဲ့ကျွန်တော်ပြောဖို့တစ်ခုရှိရဗျအဲ့ဒါတော့ကျွန်တော်ရဲ့ကွန်မန့်တစ်ခုမှာဝင်မှန်ပေးထားတဲ့လူတယောက်ပေါ့နော်အဲ့တော့ဒီကွန်မန့်လေးပါအားလုံးပဲဒီ brother ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်အခုလိုမျိုးလေးမှန်ပေးလို့ပေါ့နော်ဒီ brother ကတော့ကျွန်တော်တို့ subscriber ကတော့800ကျော်ရှိရပေါ့တော့ကျေးဇူးအများကြီးတင်ပါတယ်ဒီ brother ကြီးကျွန်တော် comment တွေကိုဟိုးရင်ကလေးကကျွန်တော်ရဲ့အောက်မှာမှတ်ထားတဲ့ comment တွေကိုကျွန်တော် video လေးမှာထည့်ပေးမယ်လို့ပြောထားရပေါ့နော်အဲ့တော့ကျေးဇူးအများကြီးတင်ပါတယ် Okay အခုကျွန်တော်ဘယ်ရောက်နေလဲဆိုတော့ကျွန်တော်တို့ဒီရွာအစ်စ်ပေါ့နော်ဒီ Jason Village တခုပေါ့နော်အစ်စ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာကတော့ဘာမှတော့မရှိဘူးဟိုကြောင်လေးကတော့လှတယ်ရအဲ့တော့ကျွန်တော်ဒီ block တွေပဲလိုတယ်အဲ့တော့ဒီ block တွေပဲတူးသွားလိုက်တော့မယ်ဗျလိုတယ်ဆိုတာလဲဘာမှမဟုတ်ပါဘူးကျွန်တော်ဒီနည်းအိမ်လေးပါလေးစောက်တဲ့ချိန်ကျလှအောင်ပေါ့နော်ကဲအခုတော့ကျွန်တော်ဒီဘိုင်ုံကိုလည်းရောက်လာပြီပေါ့နော်ညာကြီးမိုးချုပ်မှာကျွန်တော်အပြင်ကြီးလျှောက်သွားနေတာပေါ့နော်ကျွန်တော်ကတော့ညာကြီးမိုးချုပ်တော့မဟုတ်ပါဘူးကျွန်တော်သွားအနေနဲ့ညရောက်သွားတာပေါ့နော်အိမ်ပြန်လန်းလည်းမသိတော့ဆိုကျွန်တော်တို့အသေးခံပြီးတော့ပဲသွားရတော့မယ်အိမ်ကိုပြန်ရတော့မယ်အိမ်ပြန်လန်းကလည်းမေ့သွားပြီဗျာကျွန်တော်တို့တော်တော်ကြီးဝေးရဲ့နေရာကိုကျွန်တော်ရောက်သွားတာပေါ့နော်ဒီညတော့တော်တော်လှတယ် Okay ကျွန်တော်ရှောက်သွားကြည့်မယ်ဗျဒီနေရာမှာ SCP တွေပါစပွန်းနေဘယ်လိုလုပ်မလို့ဟောပြီးပြောင်းဆိုရင်စပွန်းလာပြီဟေးပြောင်းဆိုရင်တွား creeper တွေရော No Oh Okay ကျွန်တော်ဒီမှာကြားရတော့မယ်လောက်စမ်း bro မြင်ဒီ block ဆင်ပြောပဲသွားရမယ်အပေါ်Okay ရတယ်
Okay blow him oh spider ရ AC ဒီကောင်ကဒါမို့လုပ်လို့ရတယ် Okay ကျွန်တော်တို့နည်းပိတ်မိသွားမှထင်တာပဲကျွန်တော်တို့ဇွန်ဘီလည်းရှိရဟိုဘက်ကောင်ခုံအောင်အိုးသွားပြီဟအောင်ကြီးသွားပြီ no လာတန်းမင်းလာတန်းလားတက်မလား no ဇွန်ဘီရောမနိုင်တော့အာနောက်မှာရောသွားပြီ no အိုးတော်ပြီကျွန်တော်တို့ဒီညတော့အိတ်တော့မယ်ဒီညအိတ်ပြီကဲကျွန်တော်တို့မနှက်ဖြန်ကြရင်ကျွန်တော်တို့ဝါသွားလုံးမယ်ပေါ့နော်ရွာသားတွေသွားခုံမယ်ပေါ့နော်ကျွန်တော်ရဲ့ရွာသားတွေလုံးဝမရှိတော့ဘူးကွာအဲ့တော့ရွာသားတွေ2ယောက်လောက်သွားခေါ်ပြီးတော့ပါမုံလေးပေးပြီးသူတို့မျိုးပွားခိုင်းမယ်ပေါ့နော်အဲ့ဒါပဲရှိတော့ကျွန်တော်တို့ရွာရဲ့မျောလင်းချက်ကတော့အဲ့လိုနဲ့ခုနကတော့ကျွန်တော် SCP 3199လိုက်လို့ပြေးရနေပြီးတော့ဒီအိမ်တိန်ကိုရောက်လာရပေါ့နော်ဒီရင်ကျွန်တော်တို့ရွာမှာရှိလို့ရှိမှန်းမသိဘူးဗျဒီလုံးယုံလေးတစ်ခုတွေ့ရတယ်လဲကျွန်တော်မလာခဲ့တယ်ပေါ့နော်ဒါလေးကိုရွာသားအိမ်မှာသုံးဖို့ပါ Okay ကြိုက်ပြီးတော့ရွာသားတွေတော့ခေါ်မယ်ဟုတ်ရောကျွန်တော်အခုမှသတိရဒီကောင်ဘာ drop ပေးလဲမသိဘူးဗျဘာအိုင်ရန်နေကြလဲမသိဘူးဒီကောင်သေသွားရင်လေဟေ့ဟာဘာလည်းမကြောက် Okay ထားလိုက်ပါတော့ဘာမှမကြောက်ဘူးအဲ့တော့ကျွန်တော်တို့တွေတခြားနေရာတွေလည်းရှောက်သွားအောင်မယ်ဗျကျွန်တော်ဒီနေ့သွားလို့မရသေးဘူးကျွန်တော် SCP ဘာတော့ SCP ထိန်းသိမ်းစခန်းကြီးတွေးလို့ရှိရင်တော့ကျွန်တော်ပိုကောင်းတယ်အဲ့စခန်းမှာကျွန်တော်တို့ပစ္စည်းယူနေတော့မယ်ပေါ့နော်ထိန်းသိမ်းစခန်းတွေးလို့ကတော့ခုတော့ဆိုတော့ကျွန်တော်တို့ဒီဂျန်ကဲဘိုင်ဝုန်းနာကိုရောက်လာပါပြီတက်တော်တွေပေါ့နော်ဒီမှာဒီတက်တော်တွေထဲမှာကျွန်တော်တို့ဘာလို့ကူကီလို့ဖို့ကတော့အစီလေးလိုရတယ်ပေါ့နော်အစီလေးရှိရဒီအပင်တွေကနေပြီးတော့တီးရပေါ့နော်ကူကီလို့ဖို့အစီလေးရှိရအဲ့တော့နောက်ကျရင်ကျွန်တော်တို့လိုဝင်တော့လာခဲ့မယ်ကဲအခုတော့ကျွန်တော်တို့ဒီမိုင်းတွင်းရဲ့ကိုရောက်လာရပေါ့နော်မိုင်းတွင်းရတော့ဘာလို့ရှိလဲဆိုတော့တီးဖို့ကျွန်တော်ဝင်လာတယ်ခုတော့ဆိုတော့ဘာမှတော့မတွေ့သေးဘူးကျွန်တော်ထင်တာကော်ပါးကြီးထင်တာပဲဟုတ်တယ်ဟောကော်ပါးတွေအဲ့လိုကော်ပါးအော်ဘလော့လိုက်ကြီးအဲ့လိုရှိရပေါ့ကြုံနေမယ်ဟောရောကျန်းလိုက်လား Okay ကဲအဲ့တော့ဒီမှာဘာမှလည်းမရှိရနဲ့ကျွန်တော်လေးပြန်ထွက်ခဲ့လိုက်ပါတယ်ကော်ပါးတွေကဘာမှလုံးမရဘူးလीနော်ဘာမှလည်းလုံးလို့မရဘူးဘာမှလည်းသုံးမလို့အဲ့တော့ကျွန်တော်ကြီးပြန်ထွက်ခဲ့ပါတယ်ပြန်ထွက်ခဲ့ပြီးတော့ကျွန်တော်တို့တခြားနေရာကိုသွားအောင်မယ်ပေါ့နော်အိုးဒီမှာဝါတော်ကြီးကွာတော်လှလိုက်တာ Okay တော်ကြည့်လို့ကောင်းတယ်ဒီမှာဝါးတွေအများကြီးပဲဒီဘက်မှာရောကဒီဘက်ကလည်းတစ်ပင်တွေကတော်လှတယ်အဲ့တော့ကျွန်တော်တို့ရှောက်သွားနေနဲ့ဒီရွာတရားကိုထပ်တွေ့ရပေါ့နော်ဒီရွာကတော့နည်းနည်းတထေးရွာပေါ့နော်တထေးရွာဒီရွာကတော့ကျွန်တော်တို့ပစ္စည်းတွေဘာမှမယူတော့ဘူးအဲ့တော့ဒီမှာကျွန်တော်19 trader တကောင်လိုအပ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီကကျိုးယူဖို့ပေါ့နော်ဟာဘာတော့တက်လို့မရဘူးလားဟိုလက်နေရ Okay ရပြီကျွန်တော်ကျိုးရပြီဆိုတော့ကျွန်တော်တို့အသေးခံရတော့မယ်ပေါ့နော်ကျိုးနှချောင်းယူရလိုက်မယ်ကျိုးကဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့ရွာသားတွေကိုပေါ့နော်ကျွန်တော်တို့ဟိုမဟာမိတ်ရွာကိုသွားမယ်ရွာသားတွေကိုကျွန်တော်လှေနဲ့ထည့်ပြီးတော့လှေကိုကျိုးနဲ့ချီသွားမယ်ပေါ့နော်အဲ့ဆိုရင်ပို့ပြီးတော့မြန်တယ်ထိလဲထိရောက်တယ်အမိုးလေးလောက်သွားမယ်ပေါ့နော်ခုတော့ဆိုတော့ကျွန်တော်တို့တေဝါကြီးဖြစ်တဲ့အတွက်အိမ်ကိုရောက်လာပါပြီအိမ်ရောက်လာတဲ့အတွက်ကျွန်တော်တို့ခုနကရွာသားတွေသွားခေါ်တော့မယ်ပေါ့နော်ဟိုမှာတော့ကျွန်တော်တို့ SCP 939ရတယ်မှာဖမ်းခံထားရတော့မယ်ဒီကောင်ငပိုးလीနော်ကျွန်တော်ကဖမ်းထားဆိုကျွန်တော်ဆရာကြီးကဲ Okay ကျွန်တော်တို့ဟိုဘက်ရောက်ပဲသွားတော့မယ်ဟိုဘက်ရောက်မြန်သွားမယ်ပေါ့နော် Okay အဲ့တော့ let's go သွားလိုက်ကြရအောင်ကျွန်တော်လိုအပ်တာလေးလည်း craft ရအောင်မယ်ပြီးမှပဲ craft တော့မယ် Okay မှာလိုအပ်တာလေးလည်းအကုန်လုပ်ပြီးပြီဆိုတော့ကျွန်တော်ဒီဘာကိုလည်းရောက်ပြီဒီကောင်ညနေဆောင်ပိုင်းမှာရောက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်နေ့မနက်မှာပဲသွားမယ်ခုတော့ကျွန်တော်ရွာသားတွေကိုလင်းရချီထားလိုက်အောင်မယ် Okay နောက်တော့ကောင်ဘယ်နားမှာလဲရွာသားနောက်တစ်ယောက်ဘယ်သူလိုက်ချင်တော့ငါတို့ရွာမှာလုံးဝမင်းတို့ထက်တော့ကောင်းသေးရကွာမင်းတို့ငင်းချမ်းနေငါတို့ရွာဆရာကြီးရှိရမင်းလိုက်ပါလားလိုက်ချင်လားOkay ကောမယ်လိုက်ချင်ရင်ကောမယ်ဟိုဘက်ရောက်လို့ကတော့မင်းတို့ကောင်တွေလုံးဝတကယ်တထေးဖြစ်ပြီကွာငါရွာမှာလုံးဝတကယ်တထေးပဲနေရကွာအဲ့တော့မင်းတို့ခေါ်သွားမယ်ကျွန်တော်တို့ဒီမှာညနေဆောင်နေပြီနောက်နေ့မနက်တော့ရောက်ပြီပေါ့နော်နောက်နေ့မနက်ရောက်တဲ့တော့ကြောင့်မို့ကျွန်တော်တို့ခေါ်သွားတော့မယ်ကဲ let's go ကဲကျွန်တော်တို့တော်တော်ကြီးကြာမယ်ပေါ့နော်ကျိုးတွေကလည်းပြက်လိုက်ဖြစ်လိုက်နေတော်တော်ကြီးကြာတယ်ကျွန်တော်လုံနေရတာဒီမြစ်ကိုလည်းဖြတ်ရအောင်မယ်ကဲ Okay တော်တော်ကြီးကြာတော့မယ်ကွာလာ
ကဲ okay ခုတော့ဆိုကျွန်တော်တို့ဒီမြစ်ထဲကိုခေါ်သွားနေပြီပေါ့နော်ကဲ okay ကျွန်တော်တို့ဒီဘက်ကန်းကိုတော့ရောက်လာပါပြီ okay ရောက်လာပြီကျွန်တော်တို့တော်ကြီးကိုကြာအောင်မယ်ကွာငါတို့လောက်ရမှာဟာရောင်ဟုတ်သွားပြီကျိုးကပြတ်သွားပြန်ပြီ okay အဲ့တော့ကျွန်တော်တို့အောင်မြင်နဲ့ပဲဒီဘက်ကိုရောက်လာပါပြီအရန်ကိုကြာလို့ကျွန်တော်ဗီဒီယိုကြော်လိုက်တာပါဒါလုံနေနေကိုကျွန်တော်တို့ဟွာလောက်ဖြစ်သွား10မိနစ်လောက်ကြာသွားပြီပေါ့နော်တော့ကျိုးတွေကပြတ်လိုက်ဒီတခြားဟိုလမ်းတွေကနေပြီးတော့မကောင်းတော့ကျိုးတွေကလည်းပြတ်တယ်ပေါ့နော်အဲကြောင့်မို့ကျွန်တော်ဗီဒီယိုလေးကိုကြော်လိုက်တာပါ okay ကိုလူသွားဒီပေါ်တက်တော့သွားမင်းအမေအားဆရာကြီးဖြစ်သွားပြီမင်းတတိဖြစ်သွားပြီကျော်အဲ့တော့ကျွန်တော်တို့နေပစ္စည်းလေးထည့်ရအောင်မယ်ပေါ့နော်ကျော်တို့လိုအပ်တဲ့ဟာလေးတွေဒါလေးဖြတ်ထားလိုက်မယ်အလုပ်ယုံလေးထည့်မယ်ပေါ့နော်ပြီးသွားရင်နော် okay မဒါလေးဖြတ်မယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီကောင်လေးကိုထည့်ပေးရတော့မယ်ကြောင်နေဝင်တော့ဘာလုံးနေကြတော့ကြီးအောင်ကွာလက်ထပ်ခွင့်တောင်းလာလားမသိဘူးတော်ဆိုးနေအဲ့ရောကျွန်တော်တို့ဒီလုံးယုံလေးထည့်မယ်ပေါ့နော်လုံးယုံလေးဒီထည့်မယ်ပြီးသွားရင်ဒါတစ်ဟဲ့ဟိုကဘယ်ရောက်သွားဟောဒီဘက်မှာကဲ okay ကျွန်တော်တို့ဒီလုံးယုံလေးလည်းထားမယ် crafting လေးပဲပါကျွန်တော်တို့လိုအပ်မယ်ထည့်လိုက်တော့မယ်ကွာပြီးသွားရင်တော့ကျွန်တော်တို့ဒီပန်းအိုးလေးထဲမှာဒီရှားလောင်းမင်းလေးစိုက်လိုက်မယ်ပေါ့နော် okay အဲ့ဆိုရင်တော့အားလုံးပြီးပါပြီပြီးရတဲ့ကြောင့်မျိုးကျွန်တော်တို့ဒီရွာသားတွေကိုထည့်ဖို့ပဲကျန်တော့လေကျောင်းနေသွားတော့မင်းတို့ကြားတယ်နော်မင်းတို့ဒီတက်ကြားနေငါထိုးတော့မှာနော်သွားတော့ရအောင်ကြားတယ်ရအောင်ဝင်နေဟိုကောင်မထိုးမိရဟိုကောင်မထိုးတာ sorry ဝင်မင်းလည်းကြားတယ်ဝင်ဟာဘာတော့ဟာဟဲ့အောင်ဝင်လို့တော့မကြောက်လားအေးလို့ဝင်ကောင်းတယ် good ဟဲ့မင်းလည်းလာမင်းသွားမင်းလည်းကြားတယ်သွားဟာဘယ်ရောက်တော့ဟိုသွားရအောင်သွားမင်းသွား okay ဝင် yes ကြော်ပြီးသွားပြီဆိုတော့ဒါလေးကိုဖြိုလိုက်တော့မယ်ဒီအတုံးလေးယူလိုက်ပြီ okay ရွာသားတွေကိုတော့ပြီးပါပြီအားလုံးပဲကြည့်ရှုပေးတော့ကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့ဗီဒီယိုမှာပြန်တွေ့ကြမယ် bye